မင်္ဂလာပါရှင်ညီမတို့ကျွေးရှာအနေကြိုဆိုပါရရှင်ညီမဒီနေ့ပြောပြမယ့် screen လေးကတော့ overall performance summary ဆိုတဲ့ screen လေးပဲဖြစ်ပါတယ်ရှင်ဒီ screen လေးကို performance management module အောက်က overall performance summary ကနေတွားလို့ရတယ်လို့ Quick Navigation ကနေလည်းရိုက်ရှာလို့ရပါတယ်ရှင်ဒီ screen လေးမှာဆိုရင်တော့သက်ဆိုင်ရာ participant တွေက weightage အတီးတီးပေးပြီးတဲ့နောက်မှာ employee တဦးချင်းစီအလိုက် performance အမှတ်ဘယ်လောက်ရရှိလဲဆိုတာကို overall ကြည့်တဲ့နေရာလေးပဲဖြစ်ပါတယ်ရှင်ဒီ screen လေးမှာဆိုရင်တော့သက်ဆိုင်ရာ performance ပေးထားတဲ့ department designation result title ကိုရိုက်ထည့်ပြီးတော့ overall performance review လေးထုတ်ကြည့်လို့ရပါတယ်ရှင်ဟုတ်ညီမတို့ department designation လေးတွေရိုက်ထည့်ပြီးပြီဆိုရင်တော့ search button လေးကိုနှိပ်ပေးရပါမယ်ရှင်ဒီမှာ employee ဒီ department designation မှာရှိတဲ့ employee အားလုံးစာရဲ့ data လေးတွေပါမယ်ညီမတို့ကကိုကြည့်ချင်တဲ့ employee ကိုရွေးချယ်ပြီးတော့တယောက်ချင်းကြည့်လို့ရတယ်လို့ဒီ designation အပေါ်မှာ performance တိုင်းထားတဲ့ဝန်ထမ်းအားလုံးရဲ့ record ကိုလည်းကြည့်လို့ရပါတယ်ရှင်search ကိုနှိပ်လိုက်တာနဲ့ဒါမျိုး performance တိုင်းထားတဲ့ဝန်ထမ်းရဲ့ record လေးကြာလာမယ်ဒီမှာတော့ကို performance ကြီးတိုင်းထားတဲ့ employee ရဲ့နာမည်ပါမယ်နောက်ပြီးတော့သက်ဆိုင်ရာ participant အလိုက်အမှတ်ပေးထားတဲ့ weightage အမှတ်ကလေးတွေကို overall တွက်ပြထားပါတယ်ရှင်ဒီမှာမှ client ရဲ့ review ရှိပါက client အမှတ်ကိုလည်းထည့်သွင်းပြီးတော့ save button လေးကိုနှိပ်လို့ရပါတယ်ရှင်ညီမအခုပြပေးတဲ့ screen လေးကတော့ performance appraisal title ပေးပြီးနောက် department designation တွေအလိုက် performance အမှတ်ပေးထားတဲ့ overall အမှတ်ကလေးကိုလာကြည့်လို့ရတဲ့နေရာလေးပဲဖြစ်ပါတယ်ရှင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်သိလို့ရတဲ့ရှိပါကညီမတို့ရဲ့ကျွေးရှာရ like ချက်တာမို့ support email ကနေလည်းတဆင့်မြင်လို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်